ကလေးနှစ်ယောက်ဟာပင်လယ်ကန်ဆက်မှာငားများနေကြပါတယ်။ကောင်လေးကတစ်တားတုံးတတုံးကိုဆယ်ယူရရှိခဲ့တယ်။သူဟာစူးစမ်းလို့စိတ်နဲ့အဲ့ဒီတစ်တားတုံးမှာပါတဲ့အကွဲကြောင်းကနေတစ်ဆင့်ချောင်းကြည့်လိုက်တဲ့အခါသူဘာကိုမြင်လိုက်ရတာလဲ။သူမြင်ခဲ့ရတာကိုအဲ့ဒီကိုချက်ချင်းပြောပြခဲ့တယ်။ဒါပေမဲ့အဲ့ဒီကတော့လုံးဝမယုံခဲ့ပါဘူး။ဘာလို့လဲဆိုတော့ပင်လယ်ပြင်မှာဘာမှမရှိနေလို့ပါပဲ။ဒါပေမဲ့ကောင်လေးကတော့မကောင်းဆိုးဝါးတစ်ကောင်အကြောင်းကိုတွတ်တွတ်ပြောနေအောင်ပါပဲ။အနီးနားမှာရှိတဲ့လူကြီးကတော့ဒီမခံနိုင်တော့တဲ့အထိပါပဲ။မကောင်းဆိုးဝါးနီးကလာတာနဲ့အမျှကောင်လေးကတစ်တားတုံးကိုအဲ့ဒီစီအမြန်ပေးလိုက်ပြီးအပေါက်ထဲကနေကြည့်ဖို့တိုက်တွန်းခဲ့တယ်။အစပိုင်းမှာတော့အဲ့ဒီကမယုံခဲ့ပေမဲ့သူကိုယ်တိုင်တစ်တားတုံးထဲကနေချောင်းကြည့်လိုက်တဲ့အခါမှာတော့ကောင်လေးပြောတာကိုနောက်ဆုံးမှယုံကြည်သွားခဲ့ပါတယ်။မကောင်းဆိုးဝါးရဲ့ဘာဆက်ထဲကနေအပြင်ကိုထွက်လာနေတဲ့မြင်မတွက်နိုင်တဲ့လက်သေးသေးလေးတွေကိုသူမြင်လိုက်ရတယ်။အဲ့ဒီအရာကြီးဟာသူတို့စီကိုအရှင်ဟုန်နဲ့ပြေးဝင်လာနေပါတယ်။ကလေးနှစ်ယောက်ဟာချက်ချင်းပဲထွက်ပြေးကြပါတော့တယ်။အစပိုင်းမှာကလေးတွေလိန်ပြောနေရလို့ထင်ခဲ့တဲ့လူကြီးကလည်းအမှန်တရားကိုတီးကျင်တာနဲ့တစ်တားတုံးကိုကောက်ယူပြီးကြည့်လိုက်တယ်။သူအရန်အံ့သာသွားတာပင်လယ်ထဲမှာမင်းမောင်နေရဲ့မကောင်းဆိုးဝါးတစ်ကောင်ကိုမြင်လိုက်ရလို့ပါပဲ။ဒါပေမဲ့တစ်တားတုံးကိုချလိုက်တဲ့အခါမှာတော့ပင်လယ်ပြင်ဟာပြန်လည်ငြိမ်သက်သွားပြန်တယ်။အမှန်တရားကိုတီးအောင်လုပ်ဖို့ဆုံးဖြတ်လိုက်ပြီးလူကြီးဟာတစ်တားတုံးကိုနောက်တစ်ကြိမ်ထပ်ကြည့်လိုက်တယ်။ဒါပေမဲ့ဒီတစ်ခါမှာတော့မကောင်းဆိုးဝါးဟာသူ့ရဲ့ရှေ့တိတိကိုရောက်နေပါပြီ။ဒီမြင်ကွင်းကြောင့်လူကြီးဟာကြောက်လန့်ပြီးတောင်းကြီးဖြစ်သွားခဲ့တယ်။သူဘာမှမလုပ်ပြန်နိုင်ခင်မှာပဲမကောင်းဆိုးဝါးဟာသူ့ရဲ့ဘာဆက်ကြီးကိုရုတ်တရက်ဖွင့်လိုက်ပါတော့တယ်။သွားတွေကြားထဲကနေလက်သေးသေးလေးတွေအများကြီးထွက်လာပြီးတော့ဘေးနှစ်ဖက်မှာစီတန်းနေပါတယ်။ပိုပြီးကြောက်စရာကောင်းတာသူ့ရဲ့မျက်လုံးတွေဟာလူသားတွေရဲ့မျက်နှာတွေနဲ့ပြုတ်လုထားတာပါပဲ။မကောင်းဆိုးဝါးပိုပြီးနီးကပ်လာတာနဲ့အမျှလူကြီးဟာလည်းပျောက်ကွယ်သွားခဲ့ပါပြီ။